blind မှာဖောက်တာတဲ့ပိုပြီးရင်ခုံမှုပါကဘာမှာကိုယ်ကိုကံကောင်းဆုံးတာလို့တော့ထင်တော့ကြရအောင်ဖြစ်သွားပါတယ်ဆိုအဲ့နဲ့ပတ်သက်ပြီး community vlog လေးမှာပြောပါမယ် Kevin social media တုံးလိုက်တိုင်း variety 928ချစ်ချင်းမြတ်တာဆိုပြီးအရန်နာမည်ကြီး vlogger အဲ့ထဲမှာအရန် follow ဖြစ်နေရတဲ့ Kevin လေး fine ကြည့်ချင်တာနဲ့ Kevin လေးတော့ဝယ်ဖြစ်ခဲ့ပါတယ်ဆိုအဲ့နဲ့ပတ်သက်ပြီး Kevin ဒီမှာပြောပြပါမယ် Kevin variety ဘူးလေးကိုတေချာကြည့်နေဟိုကြည့်ကြည့်လိုက်ပါတော့ဘာလို့ Kevin တို့ငယ်ကတောက်ခဲ့ variety နဲ့တူတာပဲဆိုပြီးအထက်ရိုက်ကန်ဆန်းမပါမလားဆိုဟိုကနေချောင်းလိုက်ဒီကနေချောင်းကျနောက်ဆုံးတော့မမြင်ရပါဘူးဆို Kevin နောက်ဆုံးမှာဘလို့ဖြစ်သွားပြီဘလို့ reaction မျိုးကြီးဖြစ်သွားလဲဆိုတော့သိချင်တယ်ဆိုတော့ဒီ video လေးကိုအဆုံးထိကြည့်ဖို့တော့ Kevin လေးပြောချင်ပါတယ်Kevin လေးပေါ့နော်အတွေးတွေဘယ်လောက်ထိလွန်သွားရဲဆိုရင်ရွှေဆွဲကြိုးပြိုင်ပေါ့ငါဘာလုပ်မယ်ဟိုကလုပ်မယ်ဒီဟာလုပ်မယ်ဟိုကဝယ်မယ်ဒီဟာဝယ်မယ်ထိအောင်စဉ်းစားပြီးတော့ပေါ့နော်ဟာငါ1 free ပေါ့ရင်ရောဟာနောက်တစ်ဘူးဝယ်တော့ထပ်ပေါက်ဟာဆိုပြီးတော့ကိုကလုံးဝအရန်ကိုတွေးထားခဲ့ပါတယ်ပြီးတော့ဒီ variety က Kevin ပေါ့နော် priority မဖြစ်တဲ့နေ့တွေကိုပေါ့နော်အဲ့လိုစိတ်သက်ကြနေတဲ့အချိန်တွေကို relax ပြန်လုပ်တဲ့ချိန်တွေကြရင်တောက်ဖြစ်တယ်ပြီးတော့ variety ကလုံးဝချမ်းမကြီးအတွက်လည်းကောင်းနေထဲပါဆိုတော့ဘောနော်တခြားတောင်းဝယ်စားသေးလို့တောက်တာပို့ပြီးကောင်းမယ်လို့တော့ Kevin ကထင်ပါတယ်ဆိုရင်မှတင် Kevin ဖောက်လိုက်ပါပြီဖောက်လိုက်တဲ့ချိန်မှာလည်းကိုယ့်ရဲ့ reaction ကိုလာကြည့်လိုက်ပါအဖိုးကိုလက်ထဲထည့်ပြီးတော့ Kevin စူတောင်းပြီးအကုန်လုံးကိုစဉ်းစားလိုက်တယ်ငါဘာဝယ်ရမယ်ဒီဟာဝယ်မယ်ကငါဒါအတွက်သုံးမယ်ရွှေဆွဲပြားပေါက်ရင် run fee ပေါက်ရင်နောက်တစ်ဘူးပေါ့ဆိုပြီးတော့တွေးလိုက်ပါတယ်ဆိုအဲ့အနေ Kevin ဘာပေါက်သွားလဲထင်လေ Kevin ပေါက်သွားတော့တော်တော်လေးအရန်ထူးဆန်းပါတယ်။ဘာလို့ဆိုဖလာပဲဖြစ်ပါတယ်။အဲ့ဖလာကြီးဆိုပြီးကိုယ့်ရဲ့ reaction ကိုနောက်တစ်ခေါက်ပြန်ကြည့်လိုက်ပါကိုစိတ်တူအဲ့ရဖုံတော့လွတ်လိုက်ပါတယ်ဆိုတော်တော်လေးလဲစိတ်တွေကိုညှစ်ပြီးတော့ငိုရင်စိတ်တွေတော့တစ်ခါရဲပေါက်သွားပါတယ်။ဘာလို့ဆိုကိုကအဆုံးထိတွေးထားပါတယ်။ဒါမှလည်းကိုဘေးနားမှာ variety လေးရှိနေတော့လေကိုက variety လေးတောက်ပြီးတော့ပဲနှစ်သိမ့်လိုက်ရပါတယ် variety လေးရဲ့ရင်ထဲရောက်သွားအရန်အေးမြောက်ပဲအရန်လေးတောက်ပြီးကိုခန်းစားလိုက်ရဒါမှလည်းအရန်ဟိုချင်နေပါတယ်ဆိုဒီ Kevin ပုံလေးကတော့ကြည်ရနည်းနည်းလေးစိုးနေလိမ့်မယ်ပေါ့နော် variety လေးကတော့ပိုပြီးချစ်ဖို့ကောင်းမယ်လို့ထင်ပါတယ်ဆို variety လေးတောက်ပြီးတော့ပဲကိုနှစ်သိမ့်ပြီးခဲ့လိုက်ရပါတယ်အဲ့ variety ကိုတော့အကုန်လုံးသိကြမယ်လို့ထင်ပါတယ် Kevin လည်းဖောက်ပြီးတော့မှပဲတည်နည်းနည်းထူးဆန်းနေရပေါ့နော်အဲ့ကိစ္စနဲ့ပတ်သက် Kevin နောက်ဗီဒီယိုမှာပြောပါမယ် bye bye